မာမူတို့တုံးကမာမူတို့မိသားစုကမပြေလည်တဲ့အချိန်မှာမာမူတို့အရန်ဒုက္ခရောက်ခဲ့တယ်တကယ်ပြောတာအတော်မာမူတို့အတော်ဆိုလို့ရှိရင်အရန်ကျေးဇူးရှိတယ်မာမူတို့ပဲဟင်းနဲ့ထမင်းတက်နဲ့ကျွေးဘူးတဲ့ဒုက္ခအရန်ရောက်တော့ကအမေသုံးတော့တော့မာမူမာသွားတယ်ဘယ်တော့မှနင်းအတော်ကျေးဇူးကိုမမေ့နဲ့နော်တဲ့ငါတို့ထမင်းတစ်လုံးကျွေးဘူးတယ်မာမူကဒါကြောင့်ကျေးဇူးတရားကိုအမြဲသိတယ်နော်မာမူစပြီးတော့အလုပ်လုပ်တဲ့အချိန်မှာနော်လက်ဖေးဆိုင်သပွဲတို့လုပ်ဘူးတယ်မမှုကမမှုမရှက်ဘူးနော်လက်ဖေးဆိုင်သပွဲတို့လုပ်ဘူးတယ်မွေးငါဆိုင်မှာပကံဆေးဘူးတယ်နော်ဘိုးကျုပ်ဈေးမှာကားခေါ်ဘူးတယ်ဒူရရောင်းဘူးတယ်အဲ့လိုအလုပ်တစ်ခုလုပ်တယ်ကျောင်းကနှစ်တက်မဲ့ဖတ်ဘူးတယ်နော်အိမ်ကအစင်မပြေတော့ထွက်လိုက်တာထွက်ပြီးတော့အဲ့တော့ရတဲ့အလုပ်ကိုလုပ်တယ်ဒီနေ့ငါးမှုရငါးမှုအပ်တယ်အမေကိုတကြရရင်တကြအပ်တယ်အဲ့လိုနဲ့ဘဝလေအလုပ်အစုံလုပ်ဘူးတယ်ရေခဲရောင်းဘူးတယ်လမ်းဘေးမှာစာအုပ်ရောင်းဘူးတယ်အဲ့လိုကနေတလုံးလုံးကြည့်လိုက်လုံးကြည့်လို့အစင်မပြေရင်ဘဝတိုးတက်နိုင်မလားကြည့်တယ်မတိုးတက်နိုင်ပြန်ထွက်တယ်နောက်တစ်ခုပြောင်းလို့နောက်ဆုံးတာယာအလုံးမှာတနေ့ကိုငါးမှုပေးမယ်တဲ့မမှုဆရာကဗုဒ္ဓဘာသာအစ်စ်နော်အဲ့တော့လင်မယားနှစ်ယောက်တော့မမှုတားလို့တိုင်ရောစင်ဖြစ်သွားတယ်နောက်ပိုင်းမမှုစူးစားတယ်မနေ့9နာရီဆိုင်ဖွင့်တယ်ည7နာရီလောက်မှပိတ်တယ်သူတို့ကိုပစ္စည်းလို့သဘောထားပြီးလုပ်ပေးတယ်နော်အဲ့ရနေပြီးတော့မမှုငါးမှုကနေနှစ်ချက်တန်းရတယ်နှစ်ချက်ကနေလုံးနဲ့နောက်ဆုံးမမှုတနေ့ကို40ရတဲ့ဘဝမှာမြင်းဒီကုန်းကြက်တန်းမှာပေါ့နော်မမှုကကြက်တန်းထွက်ကြက်တန်းမှာတနေ့40ရတဲ့အချိန်မှာမမှုကဆွဲကြိုးတစ်ကြက်သားလေးစုမိတယ်3000ခေတ်ဆွဲကြိုးတစ်ကြက်သား3000ခေတ်မှာမမှုကဆွဲကြိုးတစ်ကြက်သားစုမိတဲ့ခါကျတော့ဆရာအမျိုးသမီးကိုခွင့်တောင်းပြီးတော့အဲ့ဒါကိုပိုင်းဆိုင်လမ်းဘေးလေးမှာဖွင့်တာအဲ့ရနေဖွင့်နေဆရာတွေကလည်းခွင့်ပြုတယ်သူတို့နော်ဒါပေမဲ့ဆရာတွေပေါ်မှာသစ္စာထားတယ်သူတို့နဲ့ပတ်သက်တဲ့ကားသမားမမှုဘယ်တော့မှမရောင်းခဲ့ဘူးလာဝယ်လည်းမရောင်းဘူးကျွန်တော်ဆရာရှိသွားဝယ်မမှုကအဲ့လိုမျိုးနေလာတာနော်ကျေးဇူးတည်တတ်တဲ့အနေနဲ့နော်အဲ့ဒါနဲ့မမှုလမ်းဘေးလေးမှာတာယာရောင်းနဲ့အဲ့ရနေမြက်လာတဲ့ဟာနဲ့မမှုစိုက်ကယ်လေးဟာလားဟိုသူများကိုမနာလို့မဖြစ်ဘူးသူများစိုက်ကယ်စီးတယ်မမှုစီးကျင်တယ်တဲ့ခါကျတော့ဘာဖြစ်လာလဲအော်ကိုလည်းစူးစမ်းရင်ကိုလည်းစီးနိုင်ရမယ်ဆိုတဲ့စိတ်အဲ့ဒါနဲ့စူးစမ်းတယ်အော်စိုက်ကယ်လေးဝယ်စီးနိုင်တယ်တခါစိုက်ကယ်စီးနေတဲ့ကားသူများတွေကားစီးတယ်အဲ့ချိန်တော့ public ကားညနံပါတ်ခစ်နော်ဇမီဇွဲနံပါတ်ခစ်မှာအဲ့လိုပဲကားစီးကျင်တယ်ဟာလားအော်ငါလည်းစူးစမ်းရင်ငါလည်းစီးနိုင်ရမယ်ဆိုတဲ့စိတ်နဲ့စူးစမ်းတယ်ဘာဖြစ်လဲကားစီးနိုင်လာတယ်အဲ့တော့ကားစီးနိုင်အဲ့ကြတဲ့ကနေမှမကကားအယောင်းဝယ်လေးတွေလှုပ်သွားတယ်တာယာဆိုင်လည်းလှုပ်တယ်အဲ့ကြတဲ့ကနေမှမကတောက်ကြနေတရက်ဆိုရင်လူမျိုးမရွေးဘာသာမရွေးအဲ့ထမင်းဆိုင်ရှိတယ်မြင်းဒီကုန်းအဲ့ရဲစခန်းဘေးနားမှာသူတို့ဆိုအဲ့ဒီဘယ်သူမှမရောင်းရဘူးဘယ်လူမျိုးဘယ်ဘာသာဖြစ်စာမှမရှင်းတယ်အဲ့တော့တောက်လျှောက်ကိုရတယ်နော်ဟာလားအဲ့လိုရနေမမှုဘဝကောင်းလာနောက်ဆုံးကြက်တန်းဖြတ်တဲ့ဟာဘရင်အောင်ဈေးပိုးတဲ့ခါကျတော့မှမမကဒီဘက်မြင်းဒီကုန်းဘုံမိုးလန်းနဲ့ရောက်သွားတယ်အဲ့ဒီချိန်မှာတော့မမကဆိုင်လေးငားပြီးတော့ဖွင့်တယ်တဆင့်အဲ့လိုတက်လာတာပေါ့အစင်ပြေးလာတယ်နောက်ဆုံးမမှုအမေကျမ်းမိုက်အရန်မကောင်းတော့ဘူးဟတ်သွားခြင်းတဲ့ချိန်မှာမမှုရှိမှာကားလေးတစ်စီးရှိတယ် BMW 5ကားကြီးနော်အဲ့တော့17သိန်းပဲတန်တယ်အဲ့ဒါနဲ့မမှုကအမေသွားခြင်းတယ်ဆိုတော့ကဲအမေတားဖို့ပေးမယ်အမေတော့ဘာပတ်စံနဲ့ပို့မလဲတဲ့ဒီကားရောင်းပြီးပို့လိုက်မယ်လို့ဆိုတော့နေဘာနဲ့အလုပ်လုပ်မလဲတဲ့အမေမိဘမြတ်တာကဘာနဲ့မှလဲလို့မရဘူးလို့အမေသွားအမေနဲ့အကို10သိန်းကုန်တယ်ပို့တာကားရောင်းတော့17သိန်းရတယ်အဲ့3သိန်းနဲ့မမှုစုထားတဲ့ပတ်စံ3သိန်းနဲ့9000နဲ့ဘာလို့လဲအမေကဟတ်သွားပြီးညအိတ်တွေကြပြီးသွားတယ်အဲ့မှာမမွန်းနေပြီးတော့အမေကိုဟတ်ပို့လိုက်တယ်ပို့လိုက်ပြီးတော့ကားတစ်စီးဝယ်တယ်ဘလူးဘတ်တနံပါတ်2336ရှုပ်ပြီးသားနေဝယ်တာ2သိန်းနဲ့1000နဲ့ဝယ်ပြီးတော့ဘဝမှာတက်လုံးကမမြတ်ဘူးတဲ့ပတ်စံအဲ့မှာမြတ်တာကားတွေတစ်စီးဝယ်လိုက်ရောင်းလိုက်နဲ့မမှုမေဟတ်သွားတာ2လဝန်းကျင်ပေါ့တလတည်းမှာပဲအရန်ပတ်စံလေးတက်လုံးကမမြတ်ဘူးတဲ့ပတ်စံ380မြတ်တယ်အမေကလေဟိုမှာအရန်ဆူတောင်းတာကာဘာရှရစ်မှာနော်အရန်ဆူတောင်းတဲ့ခါကျတော့ဒီမှာလုတ်တက်မြအကုန်အဆင်ပြေတာပြေလဲကောနောက်ဆုံးလဲကြအမေပြန်လာတဲ့ခါမှာမမမာစီရီကာတက်စီသွားပြီအချိန်တော့အမေကိုတွားကြိုတဲ့ခါမှာအမေမျက်ရည်ကျတယ်မမူလဲစိတ်မကောင်းဘူးပေါ့နော်
အမေကလာတာနဲ့ပြောတယ်တားနေအစဉ်ပြေသွားပြီမလားဆိုဟုတ်တယ်အမေကျွန်တော်အရန်အစဉ်ပြေသွားပြီလို့အမေအရန်ဆူတောင်းလာတယ်ဒါကြောင့်မိဘမေတ္တာဒီဘာနဲ့မှလဲလို့မရဘူးနော်ဒါကြောင့်မိဘမှန်သည်ဖြစ်စေမှားသည်ဖြစ်စေမိဘပဲမမိုးကဆိုအခုမိဘနှစ်ပါးလုံးရှိတော့ကွယ်လွန်သွားပြီဒါပေမဲ့ယနေ့ချက်ထိသူတို့အတွက်ကိုအမြင်လူတန်းပေးတယ်နော်အဲ့ရနေပြီးတော့ဟလာမိဘမေတ္တာဘယ်လောက်ဟိုဟာဖြစ်လို့လဲဒါကြောင့်တာသမီးတွေမိဘဘယ်တော့မှမစော်ကားပါနဲ့မိဘမှန်သည်ဖြစ်စေမှားသည်ဖြစ်စေဘယ်တော့မှဘွေမယူပါနဲ့မိဘရဲ့မေတ္တာရအောင်ယူပါအဲ့တာသမီးဘယ်တော့မှမစင်ရဲဘူးဒါကြောင့်မမိုးကအဲ့လိုမျိုးထားတဲ့အတွက်ကိုအမြဲဒွာရတယ်အမေဆုံးတဲ့အထိနော်အဖေဆုံးတဲ့အထိမမိုးလက်ပေါ်မှာပဲဆုံးတာတယောက်ဆုံးတော့လည်းမမိုးလက်ပေါ်နောက်တစ်ယောက်ဆုံးတော့မမိုးလက်ပေါ်မှာနော်ဒါကြောင့်မောင်သမားတွေကိုတဲ့ကြည်ပါတဲ့ဆိုလို့မမိုးကအကုန်လုံးကြည့်ခဲ့တယ်နော်ဒီနေ့တော့သူတို့တော့အဆင်ပြေနေပြီပေါ့နော်အဲ့တော့မမိုးကဘယ်အလုပ်လုပ်အဆင်ပြေတယ်တကယ်ပြောတာအရှုံးဆိုတာမမိုးဘွားမှာမရှိဘူးဘယ်ပစ္စည်းဝယ်ပြီးတော့ပြန်ရောင်းဘာလို့လဲဆိုတော့သူများပေါ်မှာမတရားတာလည်းမလုပ်ဘူးနော်ဒါကတော့မနာလိုတဲ့လူတွေလည်းဒီချိန်မှာအများကြီးရှိတယ်တိုက်ခိုက်လေဘဝအောင်မြင်လေပဲအတိုက်ခိုက်ရှိမှဘဝဆိုတာလည်းအောင်မြင်ပါလေသိတယ်မလားဒါကြောင့်လူတိုင်းပေါ်မှာစေတနာမေတ္တာထားပါသူယုံလာတိုင်းကိုမယုံပါနဲ့နော်ဘယ်လူမျိုးပဲဘာသာဖြစ်ပါအဓိကမိဘကိုကြည့်ပါဘယ်လောက်လူနိုင်လဲဟလာအပြင်လူတွေကိုလည်းကြည့်ပါပါဝင်းကျင်ကိုလည်းကြည့်ပါဟလာနော်ဥပမာအပြင်မှာတကယ်ဒုက္ခရောက်နေတဲ့လူတွေကိုကြည့်ပါပေးပါကျွေးပါနော်လူကြည့်ပါလူရဲ့အကြောင်းတရားကဘလောက်မှုမြတ်ဒါဟုတ်ဘလို့ခေါ်မလဲဟိုညှော်လင့်ချက်နဲ့လူတာမဟုတ်ဘူးနော်ဒါပေမဲ့စေတနာအကျိုးပေးတာပြောရမယ်ဆိုရင်တော့နော်အဲ့တော့ကိုဘာလူဟလာဟိုတကယ်တမ်းပြောရင် line ပေါ်လည်းမတင်ကျင်ပါဘူးအရင်တော့ကလည်းတောက်လျှောက်တက်လုံးလူခဲ့တာအခုမှမဟုတ်ဘူးလူမျိုးမရွေးပါသားမရွေးလူခဲ့တာဒါပေမဲ့အခုဟာကဒီလို line ပေါ်တင်ရခြင်းဖြစ်ဘာရွေးချက်နဲ့လဲဆိုတော့ကြွားကျင်တဲ့စိတ်မဟုတ်ဘူးနော်အဓိကတော့နောက်တစ်သေးတွေလည်းအဲ့လိုတွေ့လို့ရှိလို့ရှိရင်သူတို့လည်းပီတိဖြစ်ရင်သူတို့လည်းလိုက်လူမှာကျွန်တော်လည်းဘာလို့လူခဲ့ရလဲဟို line ပေါ်တင်ခဲ့ရဆိုတော့အဲ့လိုပဲသူများဟာတွေကြည့်ပြီးကျွန်တော်လည်းပီတိဖြစ်လာတယ်ဖြစ်လာတဲ့အခါမှာကျွန်တော်လည်းဗာဖြစ်လာအတိတရားလည်းပိုရလာတယ်တနေ့ထားခဲ့ရမယ်ပစ္စည်းတွေပါဆိုတဲ့ဟာအတိတရားဝင်လာတယ်ဒါကြောင့်မကောင်းတာလည်းမလုပ်ပါဘူးဟဲ့လားအဲ့တော့လူတင်တာကိုအကုန်လူနေတာတောက်လျှောက်လည်းလူသွားမှာပါဝိုင်းဝဲလည်းစုတောင်းပေးပါမေတ္တာပို့ပေးပါနော်ဘယ်လူမျိုးဘယ်ဘာသာဖြစ်ကျွန်တော်လူပါမယ်မသိမချင်းရတော့နော်အဲ့လိုပါပဲကျေးဇူးတင်ပါတယ်အားလုံး